အတွက်ရုန်းကန်ရင်ဆိုင်မို့ခရီးထွက်မဲ့လောကအိုလူသားလွမ်းရတဲ့ဝမ်းရိတ်ခတဲ့ပြောလို့အတင်းငါကြောက်ခိုင်းထွက်လာစေတတိတရာနဲ့အမတ်တရားနေလေတော့ဇနီးမယားရဲ့ရင်ဝင်ဆူနေမလားအတင်းကိုခရီးချစကားလဲစေဘန်ထားတဲ့လမ်းစာမဆုံးခင်မှာရင်လေးလေးရင်လေးယောလေးတစ်ချင်လေးဆိုသမီး